နေ့ကတော့ကျွန်တော်တို့လုံးဝUK အကြောင်းတွေပဲတည်တံ့ကျွန်တော်လုပ်ဖြစ်တာပေါ့နော်ဒီ Yes on Education Center အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2025မှာတော့ကျွန်တော်ဒီ Thai ပညာရေးပြပွဲကိုကျွန်တော်လုပ်ခဲ့ပြီးသားပြီပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒုတိယအကြိမ်မြောက် Education Fair ပဲဖြစ်ပါတယ်အဓိကတော့အမားတို့ဒီ UK Education နဲ့ပတ်သက်ပြီးတော့ပေါ့နော်တခြားလိုအပ်တဲ့အကူအညီ share ဆိုရင်လည်းအမားတို့နဲ့ဒါချိတ်ဆက်ပြီးတော့တည်ကြကြပေါ့နော်သူတို့ information လေးတွေပေးနိုင်တယ်သူတို့သွားလို့ရတဲ့ pathway တွေညွှန်ပြပေးလို့ရတယ် Naturally, we are here to support and help all the Burmese students who are keen to study with us. Study လုပ်ချင်တယ် Burmese community ကကျောင်းသားတွေကို support လုပ်ပေးဖို့အတွက်ဒီနေ့ဒီမှာရှိနေတာပါတဲ့နောက်စီမှာကျောင်းလာလျှောက်မယ်ဆိုလို့ရှိရင်တော့ပတ်စံတပြားမှာပြီးစီအောင်မလို့ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့အခမဲ့အကုန်လုံးအစအဆုံးလေးကျွန်တော်ဆောင်ရွက်ပြီးတယ်ပေါ့နော်ဆိုတော့နောက်ဘက်ကကျွန်တော်ဘက်ကဒီကျောင်းလျှောက်တဲ့သူတွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့ဒီ one way flight ticket တို့ပြီးတော့ general present ကိုကျွန်တော်ဘက်ကနေပြီးတော့တခါတည်းပြီးပြရတယ်ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီ Yes on Education Center နဲ့ပေါ့နော်ကျွန်တော်ဒီ SSY Education Center နဲ့ကျွန်တော်ပေါင်းပြီးတော့Education Fair ပွဲလေးကျွန်တော်ဒီ2026မှာပထမဆုံးစပြီးတော့လုပ်ဖြစ်တာဖြစ်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ရည်ရွယ်တာကတော့ကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းမှာပေါ့နော်ဆိုတော့ UK မှာကျောင်းသားတက်ရှင်နဲ့ကျောင်းသူကျောင်းသားတွေအတွက်ကိုအဓိကရည်ရွယ်ပြီးတော့လုပ်တာပဲဖြစ်ပါတယ်ဟုတ်I think UK there is a quality education overall. I think wherever the student ended up in any UK universities, I think there is always a certain prestige and branding to be a UK graduate, right? Because of that, it's historically the universities are historically well known, very good quality. I think students who graduate from UK, normally when they come back to their home countries, they ended up in good jobs and so on and all that, right? So naturally, I think UK has an advantage over other destinations because of the prestige and the branding and the quality of education that it offers. UK ကပေးတဲ့ဒီ education quality ကကောင်းတဲ့အတွက်သူတို့ UK မှာပညာသင်ပြီးသွားလို့ကိုယ့်နိုင်ငံကိုပြန်ရောက်တဲ့ခါကျရင်ပုံမကောင်းမွန်တဲ့ဒီအလုပ်အခွင့်အလမ်းနေကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ UK ကတခြားနိုင်ငံတွေထက်ကိုပို့ပြီးတော့ရွေးချယ်တင်တယ်နောက်ပြီးတော့ဒီ branded quality ကိုလည်းပေးရပေါ့နော်ဒီလိုပွဲလေးလုပ်ပေးလိုက်တဲ့အချိန်ညတော့ UK သွားခြင်းတဲ့ကျောင်းသားတွေအနေနဲ့လေသူတို့ရဲ့ဒါပညာရေးလမ်းကြောင်းလေးကဘယ်လိုရှိရလဲဆိုတာလည်းတည်တည်ချာချာလည်းသိသွားမယ်နောက်ခါကျဒီပွဲမှာဆိုရင်scholarship တွေနောက်ကျောင်းသွားတဲ့အချိန်မှာပေါ့မတို့ကုန်ကြမဲ့ဈေးတွေအကုန်လုံးပေါ့နော်အဲ့ဒါတွေကဆိုသူတို့တည်ချာလေးသိသွားမယ်ဒီကျောင်းကိုရေးလိုက်လိုက်ဆိုရင်သူတို့အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဒါရစတည်တည်ချာချာလေးသိသွားနိုင်မှာပေါ့နော်မတို့ကဒါပညာရေးအတွက်ကိုဒါဝန်ဆောင်မှုတွေလုပ်ပေးနေတာဆိုတော့ 1years ကကြောက်ရလဲအမတို့ဒီ GD ပြီးထားတဲ့ကျောင်းသားတွေ O level ပြီးထားတဲ့ကလေးတွေအတွက်ကိုလည်းဒါသူတို့တည်တည်ချာချာလေးမွေးထုတ်ပေးနေရဲအဲ့တော့သူတို့ရဲ့ further study အတွက်ဆိုရင်လည်းအမတို့ဘက်ကဘယ်လိုလေးကူညီပေးထားရလဲဆိုတာလေးလည်းကလေးတွေပါသိသွားအောင်ပေါ့နော်လုပ်ပြီးဖြစ်သွားတာပေါ့Yes on Education Center ရဲ့အဓိကလှုပ်ဆောင်နေတဲ့အရာတွေကတော့ကျွန်တော်ပထမဆုံးအနေနဲ့ဆိုကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းမှာကျွန်တော် GED အတန်းတွေဖွင့်ပေးတယ်အဓိကတော့ကျွန်တော်ဒီ language အတန်းလေးတွေကျွန်တော်ဖွင့်ပေးတယ်ပေါ့နော်များသောအားဖြင့်တော့ကျွန်တော်တို့ဒီ English class တွေကျွန်တော်တို့ဖွင့်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Thai language class တွေကိုကျွန်တော်တို့ဖွင့်တယ်ပေါ့ GED ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ online နဲ့ကျွန်တော်တို့ဖွင့်ပေးတယ်ပြီးတော့ campus မှာလည်းကျွန်တော်လာရောက်တက်လို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ study abroad ဘိုင်းပေါ့ကျွန်တော်တို့စီမှာကျောင်းပြီးတဲ့ဒီ GED ကလေးတွေဒါမှမဟုတ်ဒီမြန်မာနိုင်ငံအတွင်းမှာကျောင်းပြီးတဲ့ GED ပြီးထားတဲ့ကလေးတွေအကုန်လုံးအတွက်ကိုကျွန်တော်ဒီ study abroad ပေါ့နော်ဒီနိုင်ငံခြားမှာကျောင်းသားတက်ချင်တဲ့အရာတွေအကုန်လုံးကျွန်တော်ဘက်ကနေပြီးတော့ one stop service ပုံစံမျိုးကျွန်တော်လုပ်ပေးတယ်ပေါ့နော်ဆိုတော့ဒီကတော့ကျွန်တော်တို့သွားတဲ့နိုင်ငံတွေကတော့ Thai ကိုသွားတာများတယ်ပြီးတော့ Malaysia Singapore အခုဆိုကျွန်တော် UK ပေါ့နော်ပြီးတော့ကျွန်တော် Vietnam ကိုသွားတဲ့ကျောင်းသားတွေကျွန်တော်အကုန်လုံးကိုဒီ visa service ရတဲ့အထိပေါ့နော်ကျောင်းတက်ရတဲ့အထိကိုကျွန်တော်ဘက်ကနေပြီးတော့ဒီ one stop service အကုန်လုံးလုပ်ပေးတာဖြစ်ပါတယ်ဟုတ်
ရဆုံးကတော့ဒါကိုတက်ရောက်နေတာဖြစ်တယ်ပေါ့နော်တက်ရောက်နေဖြစ်တယ်မို့လို့အရန်ကောင်းတယ်အရန် perfect ပဲဟိုဘယ်လိုလဲဆိုတော့ကွာအရန်တင်းကျပ်မနေဘူးစီကံနေတင်းကျပ်မနေဘူးကိုလည်းလိုလက်တဲ့လူငယ်တယောက်ပဲအားလုံးနားလည်ပြီးရဲ့အဆင်ပြေရဲ့စာတင်ရတာလည်းဆိုင်နဲ့ပွင့်လေးပဲပေါ့နော်ပွင့်လေးပဲအားဆရာတို့လိုဖြစ်တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးကအေးစစ်စစ်ပဲပြီးလို့ရှိရင်ဒီရဆုံးကအမရဲ့အကိုဆိုလို့ရှိရင်လည်းအကလုံး welcome ပဲကွာ welcome ဆိုပို့ပြီးတော့သဘောကျတယ်။ရလာတက်ကြပါဘာလို့လဲဆိုတော့တက်ချီနေပျော်သွားလိမ့်မယ်။အရင်လိုမျိုးစာတင်နေဆိုရှိန်နေကြမလို့ပေါ့နော်။ပို့ပြီးတော့အဆင်ပြေရယ် communication တွေလည်းပို့ပြီးကောင်းလာပါလိမ့်။ညီတော့ဆိုညီမဆိုရင်အရင်ဖြစ်ဖြစ်တယ်ကွာ။အဲကြောင့်အခုနောက်ပိုင်းကျတော့အဲ့လိုမျိုးကြောင်းလေးပတ်သက်ပြီးတော့ presentation တွေလည်းအများကြီးလုပ်ရတယ်။လုပ်ရတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ခြားအကောင်းနေတဲ့ပို့ပြီးတော့အရင်ကောင်းတယ်။အဲကြောင့်လာတက်ပါလို့ပြောချင်ပါတယ်။ 好，第一送话到不喏，那么这个基地毕业卡的 study abroad 的招商部水，的招商大家啥比啥送的路边不喏，哎呦，啥呀身边吧些。 ကျွန်တော်စီမှာဒီကျောင်းလာလျှောက်မယ်ဆိုလို့ရှိရင်တော့ပတ်စံတစ်ပြားမှာပြီးစီရမလို့ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့အခမဲ့အကုန်လုံးအစအဆုံးတွေကျွန်တော်ဆောင်ရွက်ပြီးတယ်ပေါ့နော်ဆိုတော့နောက်ဘက်ကကျွန်တော်ဘက်ကဒီကျောင်းလျှောက်တဲ့သူတွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့ဒီ one way flight ticket တို့ပြီးတော့ general present တွေကျွန်တော်ဘက်ကနေပြီးတော့တစ်ခါတည်းပြီးပြီးတာဖြစ်ပါပြီပေါ့နော်ဟုတ်မြန်မာနိုင်ငံအတွင်းမှာပေါ့နော်ဒီပညာရေးကိုရှေ့ဆက်ပြီးတော့တွားနေတဲ့ကျောင်းသားကျောင်းသူများအတွက်ပေါ့နော်ဆိုတော့ဒီ education fair တွေကပို့ပြီးတော့အထောက်အကူဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်တကယ်လို့ဒီနေ့မလာနိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုဆောင်းတော့ကျွန်တော်ပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဘက်ပေါင်းဆောင်ကနေပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းလို့ရတယ်အချိန်မီကျွန်တော်တို့ဆက်သွယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီကျောင်းမှာ campus မှာလာပြီးတော့လူကိုယ်တိုင်လာရောက်စုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့အမြဲတမ်း open လုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ဒါဆိုအမြဲတမ်းဒီဟာလေးဒီ video လေးကိုကျွန်တော်တို့ဒီကြည့်ပြီးရဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဒီ education fair လေးကိုလည်းအကုန်လုံးအားလုံးအကျိုးရှိကြပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါတယ်ဟုတ်ကျွန်တော်တို့ Yes on Education page ကကျွန်တော်တို့နှစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒီ Education Center ဆိုပြီးတော့ page တစ်ခုရှိတယ်ပြီးတော့ဒီ GED နဲ့ Language Program ဆိုပြီးတော့ page တစ်ခုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေကျွန်တော်တို့ဆက်သွယ်လို့ရတယ်နောက်တစ်ခုကကျွန်တော်ဒီ TikTok ကလည်းကျွန်တော်တို့ဆက်သွယ်ပြီးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ် TikTok မှာလည်း Yes on Education Center ဆိုပြီးတော့ TikTok page လေးရှိပါတယ်ပေါ့နော်ဟုတ်